ထို့ကြောင့်ဘုရားသခင်ချမ်းသာထဲသို့ဝင်ရသောအခွင့်ကိုပေးသောဂတိတော်သည်ငါတို့၌ရှိရလျက်နှင့်သင်တို့တွင်အချို့တို့သည်မမီဘဲနေမီကိုစိုးရိမ်ကြကုန်အံ့ငါတို့သည်ဝမ်းမြောက်စရာတည်င်းကိုထိုသူတို့ကဲ့သို့ကြားရကြပြီတို့ရာတွင်သူတို့ကြားရသောတရားစကားသည်ကြားရသောသူတို့အထဲ၌ယုံကြည်ခြင်းနှင့်မရောသောကြောင့်အကျိုးကိုမပေးငါတို့မူကားယုံကြည်သောသူဖြစ်၍ဘုရားသခင်ချမ်းသာထဲသို့ဝင်ရကြ၏ထိုသုံးနှင့်အညီဗျာဒိတ်တော်ကသူတို့သည်ငါ၏ချမ်းသာထဲသို့မဝင်ရကြဟုအမျက်ထွက်၍ငါကျိန်ဆိုသည်ဟုလာ၏ချမ်းသာဟုဆိုသောကဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ငြိမ်ဝတ်တော်မူရာချမ်းသာဟုဆိုလိုတည်းခုနှစ်ရက်မြောက်သောနေ့ကိုအကြောင်းပြု၍ကျမ်းစာတစ်ချက်၌လာသည်ကားဘုရားသခင်သည်မိမိအမှုအရာလုံးစုံတို့ကိုပြီးစီး၍ခုနှစ်ရက်မြောက်သောနေ့၌ငြိမ်ဝတ်စွာနေတော်မူ၏ဟုလာတည်းထိုကျမ်းစာ၌တဖန်လာသည်ကားသူတို့သည်ငါ၏ချမ်းသာထဲသို့မဝင်ရကြဟုလာတည်းထို့ကြောင့်အချို့တို့သည်ဝင်ရကြ၏ဝမ်းမြောက်စရာတည်င်းကိုရှေးဥစွာကြားရသောသူတို့သည်မယုံကြည်သောကြောင့်မဝင်ရကြပြီတဖန်တုံယနေ့တွင်သင်တို့သည်ဗျာဒိတ်တော်အတန်ကိုကြားလျက်ရှိသည်ဖြစ်၍ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်ဟုဆိုသည်ဖြစ်၍ဤမြလောက်ကာလကြပြီးမှယနေ့ဟုဒါဝိဒ်ကျမ်းစာ၌လာသောအခါတစုံတခုသောနေ့ရက်ကိုသေချာစွာမှတ်သားတည်းယေရှုသည်ထိုသူတို့ကိုချမ်းသာပေးသည်မှန်လျင်ထိုနောက်အခြားသောနေ့ရက်ကိုအဘယ်ဆိုပွဲရှိသည်နည်းထို့ကြောင့်ဘုရားသခင်၏လူတို့အဖို့လိုငါငြိမ်ဝတ်ခြင်းချမ်းသာတစ်မျိုးသည်ကြံရစ်သေး၏ဘုရားသခင်သည်မိမိအမှုအရာတို့ကိုပြီးစီး၍ငြိမ်ဝတ်စွာနေတော်မူသည်နည်းသူထိုချမ်းသာထဲသို့ဝင်ရသောသူတို့သည်လည်းမိမိအမှုအရာတို့ကိုပြီးစီး၍ငြိမ်ဝတ်စွာနေရ၏ထို့ကြောင့်ဣသရေလလူတို့သည်မယုံကြည်သောစိတ်ရှိသဖြင့်လဲတကဲ့သို့ငါတို့သည်မလဲထိုချမ်းသာထဲသို့ဝင်ရမည်အကြောင်းကြိုးစားအားထုတ်ကြကုန်အံ့ဟေဘရဲခန်းကြီးလေအငယ်1မှ7အသက်ပင်နှင့်ဆိုင်၍မြို့တကားအတွင်းသို့ဝင်အံ့သောငါပညတ်တော်တို့ကိုကျင့်သောသူတို့သည်မင်္ဂလာရှိကြ၏ဗျာဒိတ်20အငယ်14ပညတ်တိကျမ်းအနာဂတ်တိကျမ်းများကိုဖြတ်ပယ်ခြင်းငါလာသည်ဟုမထင်ကြနှင့်ဖြတ်ပယ်ခြင်းငါလာသည်မဟုတ်ပြည့်စုံစေခြင်းငါလာတည်းငါအမှန်ဆိုသည်ကားကောင်းကင်နှင့်မြေကြီးမပြတ်စည်းမီတိုင်အောင်ပညတ်တိကျမ်း၌အငယ်ဆုံးသောစာလုံးပိန်သူတစ်လုံးမြပြည့်စုံခြင်းသို့မရောက်မီမပြတ်စည်းရထို့ကြောင့်အကျဉ်သူသည်အငယ်ဆုံးသောပညတ်တစ်ခုကိုကိုယ်တိုင်လွန်ကျိုး၍သူတစ်ပါးတို့အားလည်းထို့အသူတွင်တင်၏ထိုသူသည်ကောင်းကင်နိုင်ငံတော်၌အငယ်ဆုံးသောသူဖြစ်လိမ့်မည်အကျဉ်သူသည်ကိုယ်တိုင်ကျင့်၍သူတစ်ပါးတို့အားလည်းတွင်တင်၏ထိုသူသည်ကောင်းကင်နိုင်ငံတော်၌ကြီးသောသူဖြစ်လိမ့်မည်သင်တို့ကျင့်သောအကျင့်သည်ဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက်မလွန်မသာလျင်သင်တို့သည်ကောင်းကင်နိုင်ငံတော်သို့မဝင်ရကြဟုငါအမှန်ဆို၏ရှင်မသက်ခန်းကြီး9အငယ်19မှ20သင်တို့ပြေးရသောအချိန်သည်စောင်းကာလ၌မကြဥပုသ်နေ့၌လည်းမကြမီအကြောင်းဆုတောင်းကြလော့မာသက်ခန်းကြီး24အငယ်20ဥပုသ်နေ့ကိုတန်ရှင်းစေခြင်းကထိုနေ့ရက်ကိုအောင်မေ့လော့6ရက်ပတ်လုံးအလုပ်မျိုးကိုစ조사၍လှုပ်ဆောင်လော့တသမနေ့ရက်သည်သင်ဖျားခင်ထာဝရဖျား၏ဥပုသ်နေ့ဖြစ်၏ထိုနေ့၌သင်မှစ၍သင်၏သားသမီးကျွန်ယောက်ျားမိန်းမတရိษံသင်၏တကားအတွင်း၌နေသောဧည့်သည်အာဂန္တုသည်အလုမလုပ်ရအကြောင်းမူကားထာဝရဘုရားသည်မိုးကောင်းကင်မြေကြီးသမုဒ္ဒရာအရရ၌ရှိသမျှတို့ကို6ရက်တွင်ဖန်ဆင်း၍တသမနေ့ရက်၌ငြိမ်ဝတ်စွာနေတော်မူ၏ထို့ကြောင့်ထာဝရဘုရားသည်တသမနေ့ရက်ကိုကောင်းကြီးပေး၍တန်ရှင်းစေတော်မူ၏ထွမြောက်ရာခန်းကြီး20အငယ်8မှ17သင်တို့သည်လောကီပုံတရားကိုမဆောင်ကြနှင့်ကောင်းမြတ်သောအရာနှစ်သက်ပွေသောအရာစုံလင်သောအရာသည်ဟုသောဘုရားသခင်လိုတော်ရှိသောအရာသည်အဘယ်အရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံတရားပြောင်းလဲခြင်းသို့ရောက်ကြလော့ယောမခန်းကြီး7အငယ်2အချုပ်အခြားစကားဟုမူကားဘုရားသခင်ကိုကြောက်ရွံ့၍ပညတ်တော်တို့ကိုစောင့်ရှောက်ကြလော့
ဤ၍ကလူနှင့်ဆိုင်သောအမှုအရာအလုံးစုံတို့ကိုချုပ်ချတည်းအကြောင်းမူကားဖျားသခင်သည်ခတ်သိမ်းသောဝှက်ထားခြင်းမှစ၍အလုံးစုံသောအမှုကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍တရားသဖြင့်စီရင်တော်မူလက်တန်တည်းဒေသနာကျမ်းအခန်းကြီး7အငယ်73 74